အားလုံးပဲမင်္ဂလာပါယနေ့မေလ26ရက်နေ့စကားသက်မီဒီယာရဲ့သတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လာအိုမှာဂူရဲပိတ်မိနေတဲ့ရွှေရှာဖွေသူ9ဦးကိုထိုင်းကယ်ဆယ်ရေးအဖွဲ့တွေလာရောက်ကူညီတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ပြီးခဲ့တဲ့2018ခုနှစ်တုန်းကထိုင်းလူငယ်ဘောလုံးအသင်းကိုကယ်ထုတ်ပေးခဲ့မှုတဲ့ထိုင်းနိုင်ငံကကယ်ဆယ်ရေးကျန်းကျင်သူတွေဟာအိန္ဒိယနိုင်ငံလာအိုနိုင်ငံကရေကြီးနေတဲ့ဂူထဲမှာပိတ်မိနေတဲ့ဒေသခံ9ယောက်ကိုကယ်တင်ဖို့အတွက်မေလ25ရက်နေ့မှာရောက်ရှိလာပြီလို့လာအိုနိုင်ငံပိုင်မီဒီယာတွေကဖော်ပြထားပါတယ်လာအိုနိုင်ငံပိုင်းလာအိုဖက်တနာသတင်းဌာနရဲ့အဆိုအရလာအိုနိုင်ငံအလဲပိုင်းမြို့တော်ဗီယက်ကြီးရဲ့အရှေ့မြောက်ဘက်88မိုင်ခန့်အကွာမှာရှိတဲ့ဆိုင်စုံဝုန်းပြည်နယ်ကရွာသား9ယောက်ဟာပြီးခဲ့တဲ့မေလ20ရက်နေ့ကတည်းကအဲ့ဒီဂူထဲကိုဝင်သွားခဲ့ကြတာပါသူတို့ဟာဂူထဲမှာရွှေရှာဖို့သွားရင်းနဲ့မိုးသက်ထန်စွာရွာပြီးရုတ်တရက်ရေကြီးတာကြောင့်ဂူဝပိတ်ပြီးအထဲမှာပိတ်မိသွားခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ဒေသခံအာဏာပိုင်တွေနဲ့ရွာသားတွေဟာဂူထဲကရေတွေကိုအပြင်ထွက်အောင်မော်တာတွေနဲ့အစွမ်းကုန်ဆုတ်ထုတ်နေကြပေမဲ့ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ပိတ်မိနေတဲ့နေရာအထိအခုထက်ထိမရောက်နိုင်သေးပါဘူးလာအိုနိုင်ငံစေတနာဝင်တဲ့ကယ်ဆယ်ရေးအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူဘွန်ခန်းလူဝမ်လက်ကသူတို့အသက်ရှင်နေသေးရလားတက်ရှိချေရှားရှိနေတဲ့အေးရောင်တစ်ခုခုရှိမရှိဆိုတာကိုတော့ကျွန်တော်တို့အခုတက်ထိအတိမပြုနိုင်သေးပါဘူးလို့ AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အဲ့ဒီလောင်ချမ်းခရိုင်ကကယ်ဆယ်ရေးလုပ်ငန်းတွေမှာဝိုင်းကူညီပေးဖို့လာအိုနဲ့ထိုင်းနိုင်ငံကလူ100လောက်အဲ့ဒီနေရာကိုရောက်နေကြပြီပဲဖြစ်ပါတယ်။2018တုန်းကထိုင်းမြောက်ပိုင်းတန်လွင်ကူထဲမှာ3ပတ်နီးပါးပိတ်မိနေခဲ့တဲ့တောဝက်ဘောလုံးအသင်းကိုကယ်ထုတ်တုန်းကပါဝင်ခဲ့တဲ့ထိုင်းနိုင်ငံကယ်ဆယ်ရေးပညာရှင်2ယောက်နဲ့ဖင်လန်နိုင်ငံကကျွမ်းကျင်သူ1ယောက်လည်းမေလ25ရက်နေ့ကအဆိုပါနေရာကိုရောက်လာကြပြီလို့လာအိုပသနာ news မှာဖော်ပြထားပါတယ်2018တုန်းကဖြစ်စဉ်မှာဘောလုံးအသင်းကကလေး12ယောက်နဲ့သူတို့ရဲ့နီးပြပါဂူရဲကနေဘေးကင်းကင်းနဲ့ကယ်ထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအသင်းရဲ့ကပတိန်ကတော့ UK မှာကျောင်းတက်နေရင်2023ခုနှစ်အသက်18နှစ်အရွယ်မှာကိုအဆုံးစီရင်သွားခဲ့ပါတယ်အခုလာအိုကယ်ဆယ်ရေးအဖွဲ့ကမေလ25ရက်နေ့ကထုတ်ပြန်တဲ့စာထဲမှာတော့ဂူရဲပိတ်မိနေတဲ့လူ9ယောက်ကိုရှာဖွေပြီးကယ်ထုတ်နိုင်ဖို့အတွက်ရေစုပ်ဆက်တွေမီးစက်တွေနဲ့အပူလိုင်းဘက်ကိရိယာတွေအပြင်ကျွမ်းကျင်ပညာရှင်တွေပါဝိုင်းကူပေးကြပါအောင်ဆိုပြီးထိုင်းနိုင်ငံဘက်ကပရာဟိတအဖွဲ့တွေကိုအကူအညီတောင်းထားပါတယ်။ကယ်ဆယ်ရေးသမားတွေကရေကြီးနေတဲ့ခက်ခဲတဲ့အခြေအနေတွေမှာလောက်ကင်နေရတာကြောင့်အခြေအနေကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အခြေအနေဖြစ်နေပြီလို့ပြောထားပြီးထိုင်းမိတ်ဖက်အဖွဲ့တွေကိုလည်းပါဝင်ကူညီပေးကြဖို့တိုက်တွန်းထားကြပါတယ်။ဒီမစ်ရှင်ကတော်တော်ခက်ခဲတယ်မိုးကလည်းရွာနေတော့ဂူရဲဆင်းသွားပြီးမှရေပြန်တက်လာလို့ပြန်တက်ခဲ့ရတယ်လို့ထိုင်းကယ်ဆယ်ရေးသမားချက်ကစ်တန်ကသူ့ရဲ့ Facebook စာမျက်နှာမှာတင်ထားတဲ့ဗီဒီယိုထဲမှာပြောကြားထားပါတယ်။အဆိုပါဂူဟာလူသူရောက်ပေါက်နေတဲ့ဝေးလံတဲ့အရက်မှာရှိတာဖြစ်ပြီးဂူဝါကနေမြေအောက်ကိုဂိုက်130မီတာ100ကျော်လောက်အထိအနက်ရှိတယ်လို့လာအိုကယ်ဆယ်ရေးအဖွဲ့ကပြောထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ကမ်းရိုးတန်းမှာဇွန်လဆန်းအတွင်းမုန်တိုင်းဖြစ်လာနိုင်တယ်လို့မိုးလေဝသခန့်မှန်းသူတွေခန့်မှန်းနေတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ AR တိုင်းကိုဖျက်ကျော်လာမဲ့လေပြင်းအားနဲ့ဆဲတွေဟာဇွန်လပထမပတ်အတွင်းရခိုင်ကမ်းရိုးတန်းတစ်လျှောက်ဆိုင်ကလုန်းမုန်တိုင်းဖြစ်ကိုရောက်ရှိလာနိုင်တယ်လို့မိုးလေဝသခန့်မှန်းသူတွေကခန့်မှန်းနေကြပါတယ်။ဒီကနေ့မေလ25ရက်တိုင်းထွာချက်အရာပစိဖိတ်သမုဒ္ဒရာအတွင်းဖြစ်ပေါ်လာမဲ့အလွန်အားကောင်းတဲ့စူပါတိုင်ဖုန်းမုန်တိုင်းရဲ့ဆွဲအားကြောင့်ဟိုင်ဂျီကမ်းလွန်နဲ့ဘင်္ဂလားပင်လယ်မှာလေပြင်းအားနဲ့ဆဲတွေအစာပြိုးလာမှာဖြစ်တယ်လို့ဆိုကြပါတယ်။အဲ့ဒီဆဲတွေဟာမေလ31ရက်မှာမုဒ္ဓမကွေတဝိုက်မှာအစာပြိုးပြီးနောက်ရက်မှာတော့မြဝကျုံပေါ်ကိုဖြတ်ကာရခိုင်ကမ်းရိုးတန်းတစ်လျှောက်မြောက်ဘက်ကိုရွေလျားသွားမှာဖြစ်တယ်ဆိုပြီးခံမှန်းထားကြတာပါမြောက်ဘက်ကိုရွေလျားရတစ်လျှောက်ဇွန်လ4ရက်နေ့မှာဆိုင်ကလုန်းမုန်တိုင်းစင်ကိုရောက်ရှိလာနိုင်ပြီးဇွန်လ9ရက်မန်အောင်ကြောက်ဖြူကမ်းလွန်အရောက်မှာတော့ပုံမအားကောင်းလာပြီးဇွန်လ6ရက်မှာစစ်တွေကမ်းခြေနားကနေဖျက်ကျော်သွားမှာဖြစ်တယ်ဆိုပြီးခံမှန်းကြတာဖြစ်ပါတယ်။ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းတို့ဟာဒီမုန်တိုင်းအဆိုတဲ့နဲ့လေပြင်းပင်တရားလမ်းကြောင်းတဲကိုတိုက်ရိုက်ကျရောက်နေတယ်လို့မိုးလေဝသခန့်မှန်းသူဦးဝင်းနိုင်ကအတည်ပြုထားပါတယ်။ဒီမုန်တိုင်းရဲ့သက်ရောက်မှုကြောင့်ရခိုင်ကမ်းရိုးတန်းနဲ့ချင်းပြည်နယ်တို့မှာမိုးအလွန်များတာလေပြင်းတိုက်ခတ်တာနဲ့တောင်ကျချောင်းရေရှမ်းတာရုတ်တရက်ရေကြီးတာတွေဖြစ်လာနိုင်တယ်လို့သိရပါတယ်။ AR တိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာတော့မုတ်တုံလေးစီးကြောင်းကိုမွန်တိုင်းဆွဲအားကတဆင့်ပစ်တင်ပေးသလိုဖြစ်တာကြောင့်နေ့စဉ်ရက်ဆက်မိုးသက်ထန်စွာရွာသွန်းမဲ့အပြင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ပင်လယ်ပြင်တွေမှာမိုးသက်လေပြင်းကြားရောက်မှုဖြစ်ပွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့မေလ26ရက်နေ့စကားသက်မီဒီယာရဲ့သတင်းများပဲဖြစ်ပါတယ်။မိဘပြည်သူများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။
ကျမကတော့တိမ့်ပါ